မိခင်ဝက်ဝင်ကသူ့ရဲ့သားငယ်ရော့အတွက်ပြားရည်ရှာဖို့ထွက်လာခဲ့တယ်သူကခေါင်းကိုတောထဲကပြားအုံတွေကိုတိုးဝင်လိုက်တယ်အဲ့ဒီအချိန်မှာပဲဘဲကမမ်းမသိတဲ့ကြောက်တုံးကြီးတစ်ခုကတောင်ဆောင်ကနေပြုတ်ကျလာပြီးပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားတယ်သူ့အမေငိမ့်သက်သွားတာကိုမြင်တဲ့အခါရော့ကကြောက်တုံးကိုဖယ်ဖို့ကြိုးစားပေမဲ့သူကငယ်လွန်းနေတယ်ဘလောက်ပဲကြိုးစားဘာမှမပြောင်းလဲခဲ့ပါဘူးရော့ကအဖြစ်ပြက်ကိုနားမလည်နိုင်လောက်အောင်ငယ်လုံးနေပါသေးတယ်သူကသူ့အမေရဲ့နှွေးထွေးမှုနောက်ဆုံးစအနာလေးကိုခံစားရင်းအနားမှာတိုးဝင်အိပ်ပျော်သွားတယ်တညလုံးသူ့အမေနားမှာပဲနေပေမဲ့သူ့အမေကပြန်ထမလာတော့ပါဘူးနောက်ဆုံးတော့အသက်ရှင်ရပ်တည်ဖို့အတွက်ရော့ကသူ့အမေကိုထားခဲ့ပြီးတောင်အောက်မှာအစာလိုက်ရှာရတော့တယ်ရော့ကမျက်ခင်းထဲမှာဖားတစ်ကောင်ကိုတွေးလိုက်တယ်သူကအစာအတွက်ဖားကိုဖမ်းဖို့ကြိုးစားပေမဲ့ဘလို့ဖမ်းရမှန်းမသိရှာပါဘူးဖားကရေထဲကိုခုန်ချသွားတဲ့အခါရော့ကလည်းရေထဲကိုလိုက်ခုန်ချမိပေမဲ့ရေစီးတန်တဲ့အတွက်သူ့ကိုအလန့်တကြားဖြစ်သွားစေတယ်သူကကုန်းပေါ်ကိုပြန်တက်လာခဲ့ပြီးတခြားရွေးချယ်စရာမရှိတဲ့အတွက်မျက်တွေကိုပဲစားပြီးပိုက်ဖြစ်ခဲ့ရတယ်အဲ့ဒီအချိန်မှာပဲရော့ကဘာလို့ခေါ်တဲ့ဒဏ်ရာရထားတဲ့ဝက်ဝံအိုကြီးတစ်ကောင်ကိုတွေးလိုက်တယ်ရော့ကသူ့ကိုနှုတ်ဆက်ဖို့အနားသွားပေမဲ့ဘာကစိတ်မဝင်စားပါဘူးသူကကျဲလောင်စွာဟိန်းဟောက်လိုက်တဲ့အတွက်ရော့ကကြောက်ပြီးဝေးဝေးကနေပဲလိုက်ကြည့်နေခဲ့တယ်ဘာကမြစ်ကိုအလွယ်တကူဖြတ်ကူးသွားပေမဲ့ရော့ကတော့ဖြတ်ကူးဖို့ခက်ခဲနေခဲ့တယ်အဲ့ဒီအချိန်မှာပဲရော့ကခြေချော်ပြီးရေထဲကိုကျသွားခဲ့တယ်ရော့ကရေမကူးတတ်တဲ့အတွက်ရေစီးတန်တဲ့အထဲကိုပါသွားခဲ့ပါတော့တယ်